Kyrie going heavy. 1, 2, 3, 4. Kyrie going heavy. Shit. Oh, Kyrie, bro. Oh, bro, why? Bro, right there, like, photo is all right there, oh. And I'm like Kyrie gone. How can I blend into the dispatch rotation? Damn it, long, and he need a Kyrie. Damn, you're going to be looking knock out. Skylar ကမထပ်တင်မယ်ဆိုတော့တန်းလို့ရောက်အောင်မအဲ့နေရ Skylar မတည်ဝဘူးဆိုပေမဲ့လည်းတစ်ဖက်မှာလက်ပီလေးတစ်ကောင်တော့ fan ကြီး cable လေးတွေဆွဲပြီးတော့ရောက်ဖြတ်ချဝိုင်းတယ်ပြစ်ပါပြစ်ချဝိုင်းနေတာတခုအီရိုကေ3ကောင်မြန်မာအသင်းပိုင်ဆိုင်ကိန်းနဲ့ပဲမေဂါ3လမ်းလုံးမှာရရှိတော့မှာပဲဖြစ်ပါတယ်အလယ်လမ်းမှာနောက်ထပ်မေဂါ3လမ်းတော့ခရီးရုပ်လေးနဲ့ထပ်တက်ဖို့လိုနေနေတော့ခရစ်စတန်လုံးတွေပါပြေးရိုင်လားခရီးတွေဝင်လာနေပြီတန်းမလားတိုက်လို့တန်းမလား cloud တန်းနေပြီဒီပါရောနည်းနည်းလေးတော့ပြန်တော့စောင်းနေရတယ်ဆိုပေမဲ့ Skylar တကောင်ပါတန်းသွားနေပြီကြီး YG 1, 2, 3, 4. ကျော်ရဲမြန်မာအသင်းအနိုင်ရရှိခဲ့ပြီဗျာတကယ်ကောင်းပါတယ်